မင်္ဂလာပါဒီဗီဒီယိုကိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းကြည့်ပေးပါဗုဒ္ဓဘာသာဝင်တိုင်းလို့ကျွန်တော်ပြောလိုက်တဲ့အတွက်ကြောင့်ဘယ်လိုဗုဒ္ဓဘာသာဝင်မဆိုဒီဗီဒီယိုကိုအဆုံးထိကြည့်ပါဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုဟာတိတ်ပြီးတော့နာမည်မကြီးခင်မှာပဲဒီ TikTok ရဲ့သူတို့ရဲ့ဒီ community ဒီ guideline ကြောင့်ဒီဗီဒီယိုဟာပြန်ပြီးတော့အဘန်းခံလိုက်ရတယ်လို့ကျွန်တော်တို့သိရတယ်ဒါကမနေ့ကတော့ online ပေါ်မှာတော်တော်လေးခဏလေးနဲ့ချက်ချင်းပေါက်သွားတဲ့ဗီဒီယိုတစ်ပုဒ်ပေါ့ဒီဗီဒီယိုကဘာလဲဆိုရင်တော့မြင်လိုက်ကြတဲ့သူတွေမြင်ပါပါမမြင်ရသေးတဲ့သူတွေဆိုရင်လည်းဒီဗီဒီယိုကိုတကယ်အဆုံးထိကြည့်ပါဘာကြောင့်ကြည့်ခိုင်းရတာလဲဆိုတော့ဗုဒ္ဓဘာသာဟုတ်မဟုတ်မသိရပါပဲတရိစ္ဆာန်နှစ်ကောင်ဟာသာသနာနယ်မြေလေးဖြစ်တဲ့တကယ်သာသနာနယ်မြေမှာဆိုအထွတ်မြတ်ထားရာဖြစ်တဲ့တိမ်ထဲမှာတရိစ္ဆာန်ဇက်ခင်းထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်တို့ကြည့်ပါကြည့်နေရင်စိတ်ထဲလဲမိတ်ဆွေတို့နိုးဖြစ်ကြပါလိမ့်မယ်ပြီးတော့ကျွန်တော်ရဲ့ channel ကိုကြည့်ကြရတဲ့အထက်မှာပုံမှန်ဒါမျိုးသားရေးသမားတွေဘာသာရေးသမားတွေပါကြပါတယ်သူတို့တွေမြင်တဲ့အခါမှာလဲတော်တော်ကိုမှဒေါသထွက်ကြပါလိမ့်မယ်ဗျကျွန်တော်တို့ကြည့်မယ်နော်ဒီဗီဒီယိုကိုရိုက်ထားတာကဒါဦးစိန်ပါတော်တော်ဦးစိန်တစ်ပါးနဲ့တူပါတယ်ကြည့်ကြည့်ပါမြင်လို့တော့မကောင်းပါဘူးဒါပေမဲ့နောက်စိတ်ပြည့်စရာကောင်းတယ်ဗျာနော်ပထမဒုတိယတတိယအကျဉ်းသုံးရင်းမြောက်ကတော့ဖောက်တဲ့ဒီတကားနဲ့တကားမှဖောက်ပြီးတော့ကြည်စမ်းဒါတော်တော်ဦးစင်ကြီးကဗီဒီယိုရိုက်ပြီးဘေးကနေတော့ရှောက်တုံးနဲ့မောနေပေါ့ဗျာဒါတူငါဖြစ်မဲ့ကိစ္စပါဘလို့မဆိုဒေါသထွက်မှာပဲတိန်ထဲမှာဒီလိုလောက်ရမလားဘာညာဆိုပြီးဦးကြီးကြီးပြောတာကိုမိမဖြစ်တဲ့ဒီမျိုးသမီးတော်တော်ရိုင်းနေလို့ပြောလို့ရတယ်။တိန်ထဲမှာလည်းလာပြီးတော့ဒရိษံဇက်လေးခင်းသေးတယ်။ရဟန်းကိုလည်းပြန်ပြီးတော့ဒုက္ခပေးသေးတယ်။ကြောက်စရာခေကြီးပြန်တော့ဒါကပထမပိုင်းနောက်တစ်ပိုင်းရှိသေးတယ်။နောက်တစ်ပိုင်းကျွန်တော်တို့ဆက်ကြည့်မယ်။မြစ်တဲ့တရားရဲ့ကလာလုံးရဒီကင်းပါစေ။ဘောင်းရရကလာလောက်ပြီးတော့လုံးနေတာလေပတ်စံပေးမယ်လုံးနေတာဒါဦးစိုးရတော့ဘုံနာကိုတော့ဘူးလေအေးဒီလုံးပြပါအေးဝင်လုံးတော့ဟုတ်ပါပါဟုတ်ပါပါဒါဝင်လုံးပြီးတော့ဖုန်းပြီးဖုန်းဆွဲသွားတယ်ပတ်စံမလို့အမတော့ဖျားနေပါဒေဒီလေးပါဟိုကတိတ်မှဒီမှာတိုင်ခဲ့ပါတိုင်ခဲ့နမဟုတ်ပါဟောရကလုံးမဖိုင်မငါလေးကပြောကွယ်မျိုးနဲ့မလေးကပြောကွယ်မျိုးနဲ့မရှိတများတယ်လားမသိကြောက်စရာရင်တော့မိန်းကလေးတယောက်ဒီလိုပြန်လုပ်ရတာတော်တော်ကြောက်ဖို့ကောင်းတယ်ငါဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်မြန်တော့ဒီဗီဒီယိုကြီးပြန်သွားပါပြီဒီမှာအင်းငင်းကုန်းချောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိတ်မှာကိုတော်ဆိုရင်အမဖက်နဲ့တောင်မှအဝေးရချွတ်ပါတယ်နော်တိမ်ကိုဒါဗုဒ္ဓဘာသာမှန်တိမ်ဆိုရင်သိရပါတယ်နော်တိမ်ဆိုရင်သိရပါတယ်ဖုံးရုပ်လည်းလုံးပါတယ်တက္ကမနော်တော်တဲ့ဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့ဖုံးအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီမန္တလေးတိုင်းပြောကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တကာနဲ့တကာမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖနက်ပါကျန်နေတယ်ဒီမှာဖနက် တက္ကမရဲ့ဖနက်ဒီရဝင်နေဒီမှာတိမ်မှာ
တိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တဲ့တိမ်ကိုဖောက်တာပါနော်ခုနရဲ့တက္ကမရဲ့ခဏဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနေတက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနေတက်ပါဒီကတက်ပြီးတော့ဒီတော့လူတွေကြည်သေးတာထုံးကြီးတွေကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖနှက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုံးရုပ်လည်းလုံးပါတယ်နော်မန္တလေးတိုင်းပျော်ွယ်မြို့နယ်အင်းကြီးကုန်းကျောင်းဝါပါနော်မကောတော့ပါကောတော့ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော့ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော့တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမတွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာပါမတွားသေးပါဘူးမတွားသေးပါဘူးနော်ဟုတ်ကဲ့ဟာဒီเจ้าမှာဖုန်းကြီးနှစ်ပါးတဲ့အန်ဒီရဲ့เจ้าဝါပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်ကဲဒါတော့မြင်ကြတဲ့အတိုင်းပဲပျော်ပွဲမြို့လို့ပြောတယ်မန္တလေးတိုင်းပျော်ပွဲမြို့အင်ဂျင်ကုန်းဖျားမှာပေါ့နော်ဖြစ်တာတော့ဒီတော့အဲ့ဒီနေမှာရှိကြတယ်အဲ့ဒီမြို့နယ်တွင်းမှာရှိကြတယ်ဒါမြို့နယ်တန်ခါနိုင်ကဆရာတော်ဖျားကြီးတွေရောပြီးတော့ဒါရကြီးဖြစ်အဲ့ဒီလိုမျိုးတန်ခါနိုင်ကအဖွဲ့ရဥက္ကဋ္ဌဆရာတော်တွေရောပြီးတော့ဓမ္မမဟုတ်မြို့သားရေးသမားတွေရှိကြတယ်ဆိုရင်လည်းဒီကိစ္စကိုလူသိရှင်ကြားပြန်ပြီးတော့ကင်တွယ်စေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါမျိုး case နဲ့ပုံစံတူတစ်ခုဖြစ်ခဲ့မှုတွေအဲ့ဒါကတော်တော်များများသတိထားမိလိုက်မှာပါအဲ့ဒါကတော့တကယ်ကျွန်တော်တို့နိုင်ငံရဲ့အထင်ကရတစ်ခုဖြစ်တဲ့ဗဂန်မှာနိုင်ငံသားတွေအဲ့လိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတစ်ခုဖြစ်ခဲ့မှုပါတယ်ဒါကိုလည်းမှတ်မိတဲ့သူတွေမှတ်မိကြမှာပါပြီးတော့သိမကြသေးဘူးနောက်ထပ်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘယ်မှာဖြစ်မှန်းမသိပေမဲ့လူမှုကွန်ရက်ပေါ်မှာတော်တော်နာမည်ကြီးသွားသေးတယ် LGBT အတွဲလို့ကျွန်တော်တို့သိလိုက်ရတယ်ဒီချာကျွန်တော်တို့ဗီဒီယိုတွေတော့မတွေ့လိုက်ရအောင်ဒါပေမဲ့ပြောကြတဲ့သူတွေကတော့အခိုင်အမာပြောကြတာပါ LGBT အတွဲလည်းအဲ့လိုပဲကောင်လေး2ယောက်လို့ပြောတယ်ကျွန်တော်တို့အရွယ်လောက်ရှိတယ်လို့ခန့်မှန်းလို့ရတယ်အသက်အားဖြင့်သူတို့ပြောပုံကဒါ20ကျော်အရွယ်ပေါ့နော်30တော့မပြည့်လောက်သေးဘူးဒါကျွန်တော်တို့စက်ကြားမှာရှိမှာပေါ့ထားပါတော့အဲ့ဒီ2ယောက်ကလည်းဖျားပုံမှာပဲဒီလိန်ဆက်ဆန်သွားတာဆိုတာကိုကျွန်တော်တို့သိရတယ်ဒီတော့ဒီကိစ္စတွေဟာအခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့စိတ်လာတယ်ဗျာသိလားတတိထားမိကြလားမထားမိကြလားမသိပေမဲ့လူတွေရဲ့ brain တွေလူတွေရဲ့အုံနောက်နေတဲ့မှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ပတ်သက်လာပြီဆိုရင်တိတ်ပြီးတော့အလေးမထားကြတော့အဲ့ဒါဘာသာကြားတွေကိုကျွန်တော်တို့မပြောဘာသာကြားဆိုတော့ကိုယ်နဲ့လည်းမဆိုင်ဒါကိုယ့်ဘာသာပဲလူတိုင်းကကိုယ်လေးထားကြမှာအခုဖြစ်နေတဲ့ဒီအမျိုးသမီးပုံစံဒီအမျိုးသားပုံစံဆိုတဲ့ကျွန်တော်မြင်ရတဲ့လောက်ကသူတို့တွေကဗုဒ္ဓဘာသာတွေပဲနေမယ် 100% နီးပါးအထိကိုဗုဒ္ဓဘာသာပဲဖြစ်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကလေဆရာတော်ကိုမြင်တဲ့အခါမှာချက်ချင်းလက်အုပ်ချီတယ်။သူ့မှာဒါအဝေးစားရတော့မဝေ့ရသေးဘူးပေါ့။အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ခက်တီတီပေါ့ဗျာ။ကျွန်တော်နဲ့ဆိုင်တဲ့ကိစ္စကတော့သာသနာနယ်မြေလည်းဖြစ်တဲ့အထွတ်မြတ်ထားရဖြစ်တဲ့တိမ်ပေါ်မှာဗျာ။တိမ်ဆိုတာဘလောက်ထိတန်ဖိုးကြီးတယ်ဘလောက်ထိအဘိုးနက်ကထိုက်တန်နေဆိုတာကိုဘာသာရေးစာပေတွေဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ထဲထဲဝင်လေ့လာဖို့တဲ့လူတွေဆိုရင်ကောင်းကောင်းသိပါတယ်ဒီသိနေမရှိဘဲနဲ့ယဟန်နေဆိုတာဖြစ်မလာပါဘူးဒီသိနေမရှိဘဲနဲ့လို့ကျွန်တော်ပြောတာပါကျွန်တော်ဒါရေသိမဲဖြစ်ဖြစ်ဘယ်သိမဲဖြစ်ဖြစ်ပေါ့သိရှိမှကြောင်းတစ်ကြောင်းဟာလေတင့်တယ်လို့ပြောလို့ရပါတယ်သိရှိမှလေအဲ့ဒီကြောင်းမှာယဟန်ခံလို့ရတာပါသိမရှိဘဲနဲ့ယဟန်ခံဖို့တော်တော်ခက်ပါတယ်
ဒါကတော့ထားလိုက်တော့ဗျာဒါကတော့ဝင်းနီးနဲ့ပတ်သက်တဲ့ကိစ္စတွေအမှုတွေအကျဉ်းတွေအကုန်လုံးအများကြီးရှိတာဆိုတော့ကျွန်တော်တို့မပြောတော့ဘူးအဓိကသိရမှာအခုနောက်ပိုင်းလူတော်များများကဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုပေါ်ပေါ်တန်တန်လေးဖြစ်လာတယ်အဲ့ဒါပြင်ဘုန်းကြီးမှမသိတော့ဘူးယဟန်မှမသိတာမဏိမှမသိသာသနာနယ်မြေကိုတန်ဖိုးထားရကောင်းမှမသိလူတွေဖြစ်လာတာပါဒါဟာဘယ်သူတွေလုံးလုံးတော့ကျွန်တော်ပြောချင်တာနားလည်လားမသိဘူးသာသနာနယ်မြေကိုသာသနာနယ်မြေလို့မတတ်မှတ်ဘူးဆိုရင်ကျွန်တော်ဗုဒ္ဓဘာသာရှုထောင့်အရဆိုရင်တော့ကိုစိုက်လိုက်တဲ့အသီးပွင့်ကိုကိုယ်တိုင်ပြန်ပြီးတော့ရှိတ်သိမ်းရမယ်ကိုယ်တိုင်ပြန်ပြီးစားသုံးရမှာပဲဟုတ်တယ်မလားကံရဲ့သဘောဟာဒီအတိုင်းပါကိုဘာလှုပ်ထားလဲလှုပ်ထားတဲ့ຢာကိုပြန်ရမှာနော်ဘယ်လိုပုံကိုကြီးဖြစ်ဟိုအောက်ခြေတောင်းစားကနေဟိုနိုင်ငံရဲ့အုပ်ဆောင်ပုံကိုကြီးအထိဒီတိုင်းပါပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗုဒ္ဓဘာသာမှာမျက်နှာလိုက်တယ်ဆိုတာမရှိပါဘူးအမေကတော့ယာရုဘလောက်ရှိလို့မင်းကတော့အပြစ်နည်းနည်းလေးပဲယူကွာမင်းကတော့ပတ်စံရှိလို့မင်းကတော့အကုသို့နည်းနည်းပဲရမယ်ဆိုတာမရှိဘူးဗုဒ္ဓဘာသာရဲ့ logic ကပုံသေးပဲကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်အခုနောက်ပိုင်းလူတွေရဲ့သဘောကဘာတွေဖြစ်လာကြလဲဆိုတော့တန်ဖိုးကိုတန်ဖိုးထားရကောင်းမှမသိတော့ဒါတွေဟာကျွန်တော်တို့အခုနောက်ပိုင်းမှာမြင်ရတဲ့အာရမဝါဒတွေကြောင့်လည်းအများကြီးဆိုင်ပါတယ်အခုနောက်ပိုင်းကျွန်တော်တို့မြင်ရတဲ့အာရမဝါဒတွေကလည်းတဖြည်းဖြည်းလူတွေရဲ့ဂျားတွေကိုတိုးဝင်လာပြီဒါတွေကိုလည်းပို့လို့မရပါဘူးလူတွေကတဖြည်းဖြည်းနဲ့တန်ခါမှမသိဖျားမှမသိတရားမှမသိဖြစ်လာတာဟာဒီလိုအရာတွေကြောင့်လည်းပါပါတယ်ဖျားကိုမကြည်ညိုတတ်တဲ့အာရမဝါဒတွေကြီးစိုးလာတဲ့အခါမှာဖျားရှိလေလှုပ်ချင်တာလှုပ်တာစောစောကမြင်ဝေးကိုကြည့်မိတ်ဆွေတို့ဒစိမ့်စိမ့်ပြန်တွေ့ဒစိမ့်စိမ့်ဒေါသထွက်ရလိမ့်မယ်သူတို့ဘေးတင်ဖျားရှိတယ်ဗျာပြီးတော့တိမ်ဆိုတာကြီးကိုနားမလည်ဘူးဆိုတာပေါ့ဖျားရှိမှလုံနေတာဘယ်လောက်စိတ်ဖြစ်เสียကောင်းလဲဘယ်လောက်ယွန်ရှာစရာကောင်းလဲဗျာရှေးအကယ်ဒမီဘေးပွဲတစ်ခုမှာတော့ကဒီမြတ်စွာဘုရားရဲ့ဥကောင်းတော်ပုံစံမျိုးတုပလှုပ်ပြီးတော့ဒီဆံရစ်ဘာညာတာရကာတွေနဲ့လှုပ်သွားတဲ့ကိစ္စကိုလည်းအမျိုးသားရေးသမားဒါကျွန်တော်တို့ထက်သီးကြတက်ကြတယ်လူပညာရှိရန်ပညာရှိတွေကထိထိရောက်ကင်တွယ်ခဲ့တယ်လို့ဒီကိစ္စကိုလည်းလူသိရှင်ကြားတဲ့ထိထိရောက်ပြန်ကင်တယ်စီခြင်းပါလေဒီဥစ္စာကဒီဗီဒီယိုတွေဟာကျွန်တော်တယောက်တည်းစီရောက်နေတာမဟုတ် TikTok မှာပြန့်နေပါပြီပြန့်နေပြီအများနဲ့ကျွန်တော်ပြောတာရှိပါတယ်ကိစ္စတစ်ခုဖြစ်လာပြီဆိုရင်ကျွန်တော်ကနောက်ကျမှလုပ်တာများပါတယ်လုံးဝဒါလက်တော်မှာပြန့်နေပြီလုံးဝဒီကိစ္စကြီးကိုလုပ်တင်ပါတယ်ထဲဝင်ကိုလုပ်တင်ပါတယ်တော်လေးရိုင်းဆိုင်နဲ့အပြုတ်မှုရိုင်းဆိုင်နဲ့စိတ်သက်တည်လို့ထင်ပါတယ်ငွေရင်တင်သွားတဲ့ဆရာတော်ရဲ့ငွေရင်တင်သွားတဲ့ဦးစင်းရဲ့အဲ့ဒီ TikTok ကဦးလာပါအလဲဘလာထွေးလာမသိဘူးအဲ့ဒီ TikTok အကောင့်ကတော့လုံးဝကိုဘန်းသွားတယ်လို့ပြောတယ်ပြီးတော့ကျန်တဲ့ဒေါင်းထားတဲ့လူတွေကလိုက်ရှင်းနေကြတယ်ပေါ့ဗျာအခုချိန်မှာဒါတခြားသောဘာသာကြားတွေရဲ့လက်ထဲကိုလည်းဒီဗီဒီယိုတွေကတေချာပေါက်ရောက်နေပါပြီပြီးတော့ကျွန်တော်တို့ကဥအောင်တက်ပြောရတာပေါ့ဥအောင်တက်ပြောပေမဲ့လည်းဘလောက်ဥအောင်ပြောပဲရှိတာပဲလीနော်နောက်မှကြံခဲ့ပါပြီကျွန်တော်တို့ကပြီးတော့တေချာပေါက်ပြောချင်တာကဒီကိစ္စမျိုးကိုထိထိရောက်မကင်တွယ်ဘူးဆိုရင်နောက်ပိုင်းမှာလူငယ်တွေဟာများစွာအတူယူမှားလာပါလိမ့်မယ်သာသနာနယ်မြေမှာလှုပ်ချင်တာတွေလှုပ်ပါလိမ့်မယ်အဲ့ဒီခါကျမှတော့ဘာမှတားလို့မရတော့ပါဘူးကျေးဇူးပါဗျဒီဗီဒီယိုကတော့ကျွန်တော်ဒါမျိုးတွေမလှုပ်ချင်ဘူးဆိုတဲ့ဂျားတွေကနေလှုပ်ချင်လို့ဖြစ်လာတဲ့ဗီဒီယိုတစ်ပုဒ်လိုပဲနားလည်ပေးကြပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကျွန်တော်ရဲ့ဒီ comment မှာမှတ်ခဲ့ပေးပါဦးပြီးတော့အဲ့ဒီနေမြေမှာရှိကြတဲ့အမျိုးသားရေးသမားတွေဘာသာရေးသမားတွေရှိရင်လည်းဒီကိစ္စကိုထိထိရောက်ကိုင်တွယ်ပေးကြပါလို့ကျွန်တော်တို့ကတော့တောင်းဆိုချင်ပါတယ်ဗျကျေးဇူးပါကျွန်တော်တို့နောက်ထပ်တစ်ပုဒ်မှာပြန်လည်ဆုံတွေ့ပါမယ်ဗျ